ရန်ကုန်ကဒီလူလိမ်ကြားပြန့်ကောင်ကိုအမျိုးသမီးတွေအားလုံးကြည့်ထားကြနော်အရင်ကလည်းတနည်းဘူးရတပုတ်တင်ပေးဘူးတဲ့နော်ဒီကောင်ကိုဝမ်းထောက်ထားတာဖြစ်ပါတယ်သူ့နာမည်ကမင်းခန့်စောအောင်သူရနေမင်းခဆိုလားနာမည်တွေအကောင့်နာမည်တွေတော့အများကြီးပဲနော်ဒီမှာမင်းခန့်စောနင့်ကိုငါပြောလိုက်မယ်နင့်မနင့်ဘလို့ပဲရုပ်ဖြတ်ပြီးတော့ပြေးပြေးနင့်ရဲ့မျက်လုံးတွေကိုဘလို့ပဲပြင်းပြင်းနင့်မျက်နှာကိုဘလို့ပဲပြင်းပြင်းပြီးသွားမက်စတေပဲအုတ်ထုတ်ပဲစောင်းမျက်မှန်ပဲတက်နင့်ရုပ်ကိုအကုန်လုံးမှတ်မိတယ်နင့်ကိုရန်ထုတ်ထားတာဖြစ်တဲ့အတွက်နင်လှိုင်းသားရကိုပဲပြေးရွှေ့ပြည်တာကိုပဲပြေးစိုက်တဲ့နေရာပြေးတော့ငါတို့အမှုမကြုံမသိမချေနင်ကဒီအမှုက10နှစ်ထိအကျုံးဝင်နေဆိုတာလေနင်လည်းသိမှာအဲ့တော့ငါဆုံးရှုံးသွားတဲ့ငါရဲ့စိတ်နဲ့ဆွဲစိန်လောက်ကပလက်တီနဲ့ဆွဲချိုးနဲ့ပတ်စံနေနဲ့ငါရဲ့ပစ္စည်းတွေကိုနင်လာပေးငါဒီအမှုကိုရုပ်သိမ်းပေးမယ်နင်ကငါ့ကိုလိန်တာ2022ကလိန်တာငါ့ကိုခင်အောင်ပေါင်းပြီးတော့နင့်ကောင်မနဲ့ပေါင်းပြီးတော့လိန်တာနင်ကငါ့စီကိုငွေတွေပေါ့နင့်ကုမ္ပဏီအတွက်နင့်အမေတွေဖေမေတွေကကားအက်ဆီဒန့်ဖြစ်လို့နင်မှတ်ပုံတွေပျောက်သွားလို့ပြန်လောက်ရမှာမလို့ဆိုမျိုးစုံအကူကြီးတောင်းတယ်နင့်ကောင်မကငါ့စီကိုငွေတွေလာယူတယ်အဲ့တော့နင့်ကောင်မကိုငါငွေပေးထားတဲ့တပ်တွေတွေနင့်ကောင်မကိုဘဏ်ကနေလွှဲပေးထားတဲ့တပ်တွေတွေအကောင်လုံးနင့်စီကိုပေးတဲ့ငွေတွေအကောင်လုံးမစငါ့စီမှာတပ်တွေအခိုင်မှာဒီနေ့အထိရှိနေတယ်ပြီးတော့နင်သိမှာပါရန်ကင်းမှာလေအမတယောက်ကနေကိုကားထဲမှာ380ပေးလိုက်တယ်သူ့ရဲ့ကားထဲမှာ CCTV ရှိနေတယ်အဲ့ CCTV မှတ်တမ်းထဲမှာနေကို380ပေးထားတဲ့ဥစ္စာတွေရဲ့နေနဲ့သူနဲ့ပြောထားတဲ့စကားတွေရဲ့နေသူ့ကိုနှစ်ရက်နေပြန်ပေးပါမယ်ဆိုပြီးနင့်မျက်နှာကြီးနင့်အယုတ်ကြီးနင့်တန်ကြီးနဲ့ဒီပတ်စံအထောက်လိုက်ကြီးယူသွားတာတွေကအဲကားထဲမှာရှိတဲ့ CCTV ထဲမှာ record တွေထဲမှာရှိနေတာဖြစ်တဲ့အတွက်တပ်တွေနဲ့ငါတို့ကအမှုဖွင့်ထားတာဖြစ်လို့နေဘလုံးမှရှောင်ပြေးလို့မရဘူးပြီးတော့2024 2025မှာနေလိန်ထားတဲ့အမျိုးသမီးတွေအားလုံးက10ရောက်မကရှိရဲအဲ့ဒါသူတို့ကငါ့ရဲ့ Messenger ကနေလာပြီးတော့ပြောထားတာအဲ့ဒီအမျိုးသမီးတို့နဲ့ငါတို့ကပေါင်းပြီးတော့စကန်ကိုအမှုဖွင့်ထားတာဖြစ်တယ်အဲ့တော့နင်ကဘယ်နေရာကိုပဲထွက်ပြေးဒီတက်နေပြေးလို့ကိုမလို့ဘူးအဲ့တော့ဒီအမှုကိုနင်ရုပ်သိမ်းခြင်းနဲ့လွတ်ကျွတ်နေခြင်းနဲ့ဆိုရင်နစ်ကောင်မနဲ့နင်နှစ်ယောက်ပေါင်းပြီးငါးစီကလိန်ညာပြီးယူသွားတဲ့ငွေတွေကိုပြန်လာပေးနင်နဲ့ငါနဲ့ကမိတ်ဆွေနော်တချို့လူတွေကအရင်ဗီဒီယိုမှာအမလေးကျမနဲ့သူနဲ့ပဲချစ်သူလို့ဘာလို့နဲ့ comment တွေမှာလာရေးထားတာမဟုတ်ဘူးနော်နင်သိမှာပါနင်နဲ့ငါနဲ့ဘယ်လိုပတ်သက်လဲဆိုတာပြီးတော့နစ်ကောင်မကငါးစီကိုငွေလိမ်ဖို့အတွက်နေခင်းတနာယူမိထွင်းတယ်တနာရီမှာနင်တို့ကမိထွင်းပြီးငါးစီကိုဖုံးဆက်တယ်ဖုံးဆက်ပြီးငါ့ကိုအပြင်ခေါ်ထုတ်တယ်ခေါ်ထုတ်ပြီးတော့အဲ့အချိန်မှာငါအမေကအိမ်မောတွေကြတယ်တသက်လုံးမအိတ်တဲ့အမေကအမေကိုလည်းအိမ်ငွေတွေချတယ်ငါအဲ့ဒီချိန်မှာနင်တို့ခိုင်းတာတွေအကုန်လုပ်တယ်ငါအိမ်ကပစ္စည်းတွေကောအောင်လုပ်တာနင်တို့အတိဆုံးနော်နင်တို့အတိဆုံးပဲနော်အဲ့ဒီတော့ငါလည်းနင့်ကိုဘတော်မှအခဲမကြည့်ဘူးဘတော်မှခွတ်မလို့ဘူးတန်တရားအကျွေးယူမှာနင်ငါရဲ့အကျွေးတွေလာပေးရင်ပေးမပေးလို့ရှိရင်တန်တရားအဆက်ဆက်နင်ငါစီမှာကြုံလာခံရမယ်ငါရဲ့ထမိန်တွေနင်လာရှောရမယ် sorry ငါထမိန်မွေဘူးမှားသွားလို့ငါဂါဝင်တွေပဲဝတ်တာအဲ့တော့နင်ငါရဲ့ဂါဝင်တွေကိုလာရှော့ပေးရမယ်ငါအိမ်မှာကြမ်းတိုက်မြူတိုက်ငါရဲ့ဖက်နှက်တွေပါနင်တိုက်ချွတ်ဆေးကြောရမယ်ငါအကျဉ်းနဲ့မချင်းငါအိမ်မှာနင်ကျွင်ကိုလုတ်ပေးရနော်လင်ခံထားရတဲ့တခြားမျိုးသမီးတွေကလည်းနင့်ကိုမကျေနပ်ဘူးနင်ကလေအိမ်အောင်ရှိတဲ့မိန်းမတွေတောင်မှနင်ကမချအောင်သိလားတချို့အမျိုးသမီးတွေဆိုအိမ်အောင်ရှိရနော်နင်ဒါပဲနဲ့ရအောင်သူတို့စီကလည်းနင်ခြူပြီးတော့ယူသွားခဲ့တယ်နီလန်မျိုးစုံနဲ့အဲ့လိုမျိုးပေါ့နင်ကခင်အောင်ပေါင်းပြီးတော့နင့်ရအခက်ခဲတွေပြပြီးလို့ရှိရင်နင်ကလိန်တယ်နင်ရဲ့မပုံတွေကလည်းဒီတက်နင်လုံးလုံးကိုမပြီးတော့ဘူးနော်နင်အချင်းရုပ်လို့နင်ရုပ်ကြည့်ဒီပါနင်ရဒီလက်ဖြာကြီးမှာလေဒီမှာအဖူကြီးထွက်နေတာသိလားနင်အဲ့ဒါကင်ဆာယောဂါဖြစ်လိမ့်မယ်တက်တတိတာနင်အဖေနဲ့အမေကိုလဲဟိုမျိုးအမတယောက်ကိုပြောတယ်နော်ကင်ဆာဖြစ်ပြီးတော့သေတာတဲ့နင်မျိုးစုံအဖေအမေကိုလည်းနေရခုတုံးလုပ်တယ်ငါ့ကိုပြောတော့နေရအဖေအမေကနေပြီးတော့အမြဲလက်မှာကားအက်ဆီဒန့်ဖြစ်တယ်နေမျိုးစုံညောင်နင်ပြောနေမှာဟုတ်ကရဲ့အဲ့အတွက်လည်းနေပြစ်ဒဏ်နေခံစားရမယ်သိလားအဲ့တော့နင်ကနင်လိန်သွားတာဘန်ကောက်ကအမရောနော်ဒါရော380 380 330တို့15သိန်းတို့350တို့အများကြီးတက်တက်လေးတွေအလိန်ခံလိုက်ရတဲ့အမတွေလည်းအများကြီးရှိတယ်အဲ့အမတွေကတော့ငါ့ကိုလာပြီးတော့ပြောပြကြတယ်နေငါ့ကိုလိန်တာနေက2022ကအဲ့ချိန်မှာတော့နေကတော်တော်ကိုကျွမ်းကျင်အစ်စ်ကိုရောက်နေပြီဒါဆိုရင်နေကတက်လုံးနင်းဘဝပါလူဖြစ်တော့နေလိန်စားနေတာပဲဖြစ်မယ်နောက်လဲနေလိန်စားလို့မရတော့အောင်ငါလုံနေမှာငါငွေတွေမရမချင်းလုံနေမှာပဲဒီပုံကိုကြည့်ထားကြဒီကောင်အမျိုးသမီးတို့ကြီးကြည့်ထားတော့ဒီရန်ကုန်မမဟုတ်မြန်မာပြည်တပြည်လုံးတစ်ကမ္ဘာလုံးမှာရှိတဲ့အမျိုးသမီးတွေကြည့်ထားသူကကြုံရင်ကြုံတဲ့နေရာမှာလိန်မှာတော့အဲ့ရန်ကင်းမှာလေအမကနင်းကိုလိုက်ဖန်တဲ့အချိန်မှာနင်းကအမလက်ထက်နဲ့ရုံးပြီးတော့ဖတ်ပြေးသွားတော့နင်းမျက်မှန်အမလက်ထက်မှာကြံခဲ့တယ်အဲ့ဒီမျက်မှန်ကိုလည်းအမကစိတ်ဆိုးပြီးချိုးချပြီးလွတ်လိုက်တယ်အဲ့ဒီအမဘာတူလဲဆိုတာနင်းကောင်းသိမှာပါနင်းသားလေးအတိဆုံးဟာငါပြောနေတဲ့အမဒါဆိုရင်နင်းလိန်ခဲတဲ့အမတဲ့ဘာတူတွေဆိုတာနင်းသိမှာပေါ့နင်းတတိထားနေနစ်ပုံတွေငါတော့လျှောက်တင်နေမှာ